အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကွန်ဒိုဝယ်ယူတဲ့ကျွန်တော်မိတ်ဆွေတွေအနေနဲ့ကျွန်တော်ကိုလာရောက်မေးမြန်းထားတဲ့မေးခွန်းတွေကိုဖြေချပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်တို့အများဆုံးမေးထားတဲ့မေးခွန်းတွေထဲမှာကွန်ဒိုပိုင်ဆိုင်မှုရှိလဲဒီပိုင်ဆိုင်မှုတွေနဲ့မြေမျိုးစားတွေနဲ့ဘယ်လိုမျိုးဆက်ဆက်နေလဲတကယ်ဈေးကွက်ထဲမှာရောဘယ်ကွန်ဒိုမျိုးစားတွေကအယောင်းဝယ်ဖြစ်နေလဲဆိုတဲ့ဥစ္စာတွေအများဆုံးမေးမြန်းထားတာတွေ့ရပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ဖြေချပေးသွားပါမယ်ပထမဆုံးအနေနဲ့ကွန်ဒိုပိုင်ဆိုင်မှုအကြောင်းကိုပြပြပေးမှာဖြစ်ပါတယ်ကွန်ဒိုပိုင်ဆိုင်မှုကရေဘူးအားဖြင့်တစ်မျိုးရှိပါတယ်အစိုးရကနေပြီးတော့အုံနာဘုတ်အနေနဲ့ထုတ်ပေးတဲ့တစ်မျိုးနဲ့ကျွန်တော်တို့ developer နဲ့ဝယ်သူအကြားထုတ်ပေးတဲ့အယောင်းဝယ်စာချုပ်ဆိုပြီးရှိပါတယ်နှစ်ခုစလုံးမှာသူအားသာချက်အားနည်းချက်တွေကိုသိရှိကြပြီးတော့ကျွန်တော်တို့ဘန်လုံးကြီးယူချင်တာမျိုးတွေအငွေစက္ကန့်ပိုင်ခွင့်ရှိတာမျိုးတွေမြင်တွေ့ရပါတယ်အသက်ထွက်ရှိလာတဲ့ကွန်ဒိုနီးဥပဒေရဆိုရင်တော့ကျွန်တော်တို့ကွန်ဒိုဝယ်ယူတဲ့အခါမှာဘဝပိုင်ကြီးပေါ်မှာတည်ဆောက်ထားတဲ့ဆိုရင်တော့ဒီချိုးချပိုင်ဆိုင်ခွင့်ရရှိမှာဖြစ်ပါတယ်လက်ရှိဈေးကွက်မှာဆိုရင်အုံနာဘုတ်ကြောင့်ပဲဖြစ်ဖြစ် developer ရောင်းဝယ်စာချုပ်ကြောင့်ပဲဖြစ်ဖြစ်ဒန်းတူရောင်းဝယ်ဖြစ်နေတာကိုတွေ့ရပါတယ်ဘယ်အချက်လက်ကြောင့်ရောင်းလို့အားများနေတာမျိုးဝယ်လို့အားများနေတာမျိုးတီးတက်ဖြစ်နေတာမျိုးမရှိပါဘူးနောက်တစ်ခုကတော့မြေမျိုးစားပါမြေမျိုးစားတဲ့ကွန်ဒိုပိုင်ဆိုင်မှုကတိုက်ရိုက်ပတ်သက်နေတာကိုတွေ့ရပါတယ်လက်ရှိမိမိဝင်နေတဲ့ကွန်ဒိုက BOD မြေပေါ်မှာစောက်ထားရလားဘဝပိုင်မြေပေါ်မှာစောက်ထားရလားဒီအချက်လက်တွေကမြေမျိုးစားကြောင့်ကျွန်တော်တို့ကွန်ဒိုဝယ်ယူမှုပိုင်ဆိုင်မှုတက်တန်းတွေကိုတိုက်ရိုက်ဖော်ပြပေးနေတာကိုတွေ့ရပါတယ်ပထမအောင်ဆုံးမျိုးစားကတော့ KM မျိုးစားပဲဖြစ်ပါတယ်ကျွန်တော်တို့ရန်ကုန်မှာဆိုရင် ARC မိုင်ကင်းမှာဆို260 KM မြေ230 KM မြေကိုအများဆုံးတွေ့ရပါတယ်တက်တန်းကုန်တဲ့အခါတက်တန်းတိုးလို့လည်းရပါတယ်ဒုတိယမြေမျိုးစားတော့ဘဝပိုင်မြေဖြစ်ပါတယ်ဘဝပိုင်မြေကတက်တန်းမရှိတဲ့အတွက်ကြောင့်အနည်းနဲ့ပိုင်ဆိုင်ခွင့်ရမယ့်မြေမျိုးစားပဲဖြစ်ပါတယ်တတိယတစ်ခုကတော့ BOD မြေဖြစ်ပါတယ်သက်ဆိုင်ရာဌာနကနှစ်ရှည်စီမံကိန်းအနေနဲ့ငှားစာချုပ်အနေနဲ့ငှားရန်အသုံးပြုထားတာပဲဖြစ်ပါတယ် developer အနေနဲ့ငှားရန်အသုံးပြုတဲ့ကာလတစ်ခုမှာပဲပိုင်ဆိုင်ခွင့်ရှိပြီးတော့တက်တန်းကုန်ဆုံးတဲ့အခါမှာပြန်လည်ပေးရတာမျိုးတွေရှိပါတယ်တက်တန်းတိုးခြင်းအနေနဲ့ကျွန်တော်တို့10နှစ်စီတက်တန်းတိုးရတာမျိုးတွေလည်းတွေ့ရပါတယ်ဒီလောက်ဆိုရင်တော့ကွန်ဒိုအမျိုးအစားနဲ့ဒီပိုင်ဆိုင်မှုအကြောင်းကိုပြည့်ပြည့်စုံစုံသိသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်အခုလိုမျိုးအချမ်းမင်းနဲ့ပတ်သက်တဲ့ဘူးတူရရဝယ်အကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေမှာမို့လို့ကျွန်တော် page တွေကို follow လုပ်ပေးကြလို့ရပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်